လူတယောက်ရဲ့တိတ်ခါဆိုတာတိဆောက်ရတာနစ်နဲ့ချီကြားပဲမဲ့ဖြက်စီးဖို့ကတော့စက္ကန့်ပိုင်းပဲလိုပါတယ်ဗျအထူးသဖြင့်အိမ်နံတစ်ခုမှာဇနီးမောင်နှမကြားကနားလည်မှုဟာအိမ်ပြင်ကိုထောက်ထွားတဲ့အခါအကအကွယ်တစ်ခုဖြစ်နေဖို့လိုအပ်ပါတယ်ကဲဇလန်တိုလီတစ်ခုလောက်ပြောပြပါစေတခါတော့ကလူစီကားและအစာတောက်ဆိုင်တစ်ခုမှာဇနီးမောင်နှမနှစ်ဦးထမင်းစားနေကြတယ်ဗျအမျိုးသားဖြစ်သူကဟင်းရီခွက်ကိုမားတိုင်မီနီဝစ်ထားတဲ့အင်ကြီးပေါ်ဖိတ်ဆင်သွားတယ်အဲ့ဒီအချိန်မှာဇနီးဖြစ်သူကလူတွေအများကြီးရှေ့မှာတဲ့ရှင်ကတော့အမြဲတမ်းဒီလိုပဲဘာလို့တတိမရှိဘူးခလီးကြနေတာပဲတကယ်စိတ်ပြတ်ဖို့ကောင်းတယ်လို့အတိုင်းကျဲကျဲနဲ့စူပူလိုက်တယ်အမျိုးသားဖြစ်သူဟာဘာမှပြန်မပြောပဲခေါင်းငုံပြီးတ िश ူးနဲ့အင်ကြီးကိုတုံနေရှာတယ်သူ့မလုံးထဲမှာရှက်ရွံ့မှုတွေအားငယ်မှုတွေပြည့်နေတာကိုဘေးကလူတွေတောင်မြင်နေရတယ်ဗျာသင်္ကန်းစားကတော့သူ့ရဲ့အမားကအင်ကြီးပေးသွားတာပါဒါပေမဲ့တင်ပေးလိုက်တဲ့ဒဏ်ရာကတော့သူ့ရဲ့ယောက်ျားတစ်ယောက်ရဲ့မာမာနာကိုလူကြားထဲမှာရိုက်ချိုးလိုက်တာပါပဲမသားရန်အချက်ညာကတော့လူကြားထဲမှာနှိမ်ချခြင်းဟာပြုတ်ပြင်ပေးတာမဟုတ်ပဲအဆက်ခွဲခြင်းသာဖြစ်ပါတယ်ကိုယောက်ျားကိုသူတစ်ပါးရှေ့မှာမြုပ်ပေးเสียမလိုပဲမဲ့နှိမ်ချဖို့တော့လုံးဝမတင်တော့ပါဘူးအိမ်တွင်းရေးပြဿနာဟာအိမ်တကားအတွင်းမှာပဲပြီးဆုံးပါစေအပြင်မှာစူဘူးအဆက်ခွဲလိုက်တာဟာခဏတာဒေါသထွက်လို့ပြောလိုက်တာချစ်နိုင်ပေမဲ့အိမ်ပြန်ရောက်တဲ့အခါမှာတော့ထိုအမျိုးသားရဲ့စိတ်ထဲမှာတင်းမမြင်နိုင်တဲ့တတိုင်းကြီးတစ်ခုစတင်တီးဆောက်လိုက်တယ်လို့ပါပဲစားတောက်ဆိုင်ကနေအိမ်ပြန်ရောက်တဲ့လမ်းတစ်လျှောက်လုံးအမျိုးသားချစ်သူဟာစကလုံးမမပြောပဲကားကိုပဲအာယုံဆိုင်မောင်းနေခဲ့တယ်ဇနီးဖြစ်သူကတော့ဘာမှမဖြစ်တယ်လို့ပဲနောက်ထပ်သွားခြင်းတဲ့နေရာတွေကိုတွတ်ပြောလို့နေတယ်လေအိမ်ထဲချီချလိုက်တာနဲ့အမျိုးသားကအိတ်ခမ်းထဲတန်းဝင်သွားပြီးတကားပိတ်လိုက်တယ်သူအမှန်တကယ်နာကျင်နေတာကဟင်းရည်ပေးသွားတဲ့အင်ကြီးကြောင့်မဟုတ်ဘူးလူတွေရဲ့အကြည့်အောင်မှာသူ့ကိုဖေးမှမဲ့အစားနှိတ်ကိုခဲတဲ့သူတိတ်ချစ်တဲ့အချစ်ဆုံးဇနီးတဲ့ရဲ့စကားလုံးတွေကြောင့်မှာအဲ့ဒီနေ့ကစပြီးသူဟာအပြင်းသွားတိုင်းသူ့ဇနီးအနားမှာနေရမှာကိုကြောက်ရွံ့လာတယ်စိုးရင်စိတ်ကသူတို့ကြားကပွင့်လင်းမှုကိုတဖြည်းဖြည်းဝါမျိုးသွားပါတော့တယ်ယောက်ျားတစ်ယောက်ရဲ့မာနာကိုလူရှိမှရိုက်ချိုးလိုက်ခြင်းဟာသူ့ရဲ့ချစ်ချင်းမြတ်တာကိုပါတတ်ပစ်လိုက်တာနဲ့အတူတူပါပဲအိမ်တောင်တစ်ခုမှာမန်းဆိုတာအပြင်းလူရှိမှထိမ့်သိမ့်ရမယ့်အရာပါဝေဖန်ခြင်းကိုအခန်းပိတ်ပြီးလုပ်ပါချီးမြှင့်ခြင်းကိုလူရှိမှလုပ်ပါသင်အနိုင်ရလိုက်တဲ့အငင်းအခွန်းဟာသင်အိမ်တောင်ရေးကိုရှုံးနေစေနိုင်ပါတယ်အမားကိုတည်မြင်သွားတဲ့အချင်းဟာအိမ်တောင်ရဲကိုပြန်လဲရှင်သန်စေတဲ့အစပြုခြင်းပါပဲဗျဆုံးရှုံးသွားတဲ့ယုံကြည်မှုကိုပြန်လဲရယူဖို့ခွင့်လွှတ်ခြင်းတဲ့ပုံမနဲ့ဆန်တဲ့လေးစားမှုလိုအပ်ပါတယ်ရနှစ်ငယ်ကြတော့အမျိုးသမီးဟာသူမရဲ့အပြုအမူကြောင့်ခင်မွန်းဖြစ်သူတိတ်ဆိတ်သွားတာကိုသတိပြုလာမိတယ်တညမှာတော့သူမဟာခင်မွန်းနာကိုတိုးကပ်သွားပြီးလက်ကိုအသားရဆုပ်ကန်ရင်အဲ့ဒီနေ့ကလူတွေအများကြီးရှေ့မှာကိုအော်မိတာစိတ်မကောင်းပါဘူးငါရဲ့ဒေါသကြောင့်ကိုယ့်ရဲ့တိတ်ခါကိုမငဲ့ကွက်မိတယ်လို့ဖြစ်သွားတယ်နောင်ဘာပဲဖြစ်ဖြစ်ငါတို့နေ့တော့ထဲမှာပဲဖြေရှင်းကြမယ်နော်လို့ရိုးသားစွာတောင်းပန်လိုက်တယ်အဲ့ဒီစကားတခွန်းဟာအမျိုးသားရဲ့ရင်ထဲကတင်းကျပ်နေတဲ့ကပုအထစ်တွေကိုအရေးပြောကျသွားစေတယ်ဗျသူတို့ဟာတယောက်ကိုတယောက်ပြန်လဲပြောင်းပြန်နိုင်ခဲ့ကြတယ်ကိုယောက်ျားကိုလူကြားထဲမှာအလေးထားပေးခြင်းဟာတင့်ကိုတင်တန်ဖိုးတက်အောင်လှုပ်ခြင်းပါပဲသူတပားရှိမှာသူ့ကိုအရှင်သခင်လိုဆက်ဆံပါဒါဆိုရင်တင့်ကိုသူကဧကရိတပားလိုပြန်လေတန်ဖိုးထားပါလိမ့်မယ်အချင်းချင်းလေးစားမှုရှိတဲ့အိမ်တောင်ကြီးဟာအိမ်တွင်းမှာတည်းတာရတာမဟုတ်ပဲလူမှုပတ်ဝန်းကျင်မှာပါအလိုအလျောက်တန်ဖိုးတက်လာစေပါတယ်နှစ်အနည်းငယ်ကြာလာတဲ့အခါဒီဇနီးမောင်နှံဟာအားကျစရာအကောင်းဆုံးစုံတွေဖြစ်လာခဲ့တယ်ဗျပါတီတစ်ပွဲမှာတငယ်ချင်းတစ်ယောက်ကအမျိုးသမီးကိုမေးတယ်နင်တို့နှစ်ယောက်ကဘလို့လို့အမြဲတမ်းအဆင်ပြေနေရတာလဲအမျိုးသမီးကပြုံးပြီးပြန်ဖြေခဲ့တယ်ငါကသူ့ကိုလူကြားထဲမှာဘက်တော့မှအရှက်မခွဲဘူးသူ့ကိုဥဆောင်သူတယောက်အဖြစ်နေရပေးတယ်ငါပေးတဲ့လေးစားမှုဟာသူ့အတွက်ခွန်အားဖြစ်စေပြီးသူကငါ့ကိုပြန်ပေးတဲ့မေတ္တာဟာငါအတွက်လုံခြုံမှုဖြစ်စေတယ်လीနီကုန်းချိုအနေနဲ့ပြောရရင်ကိုယောက်ျားကိုလူကြားထဲမှာစူပူခြင်းဟာသူမျက်နှာကိုတင်ညှဉ်းနှွမ်းစေတာမဟုတ်ပဲတ
တင့်တိတ်ခါကိုပါလျော်ပါစေတာပါသူ့ကိုမြင့်တင်ပေးခြင်းဟာတင့်ကိုတင်မြင့်တင်ခြင်းပါပဲအမျိုးသားတစ်ယောက်အတွက်ဂယုံတိတ်ခါဟာအသက်နှမြအရေးကြီးတယ်ဆိုတာမမေ့ပါနဲ့ဗျာ